ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်။ဘာတွေလဲလို့ဆိုရင်ဘောဂပြဿနာစီးစိမ်ဥစ္စာတွေပျက်စီးတယ်အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘယ်လောက်ဆုံးသွားတယ်အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်အဲ့ဒီလိုအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်ธรรมะဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွားပို့ပြီးတော့စီးပွားရေးတွေပျက်စီးသွားဘောဂ